ခုစီးခဲ့ရမယ်ဖြစ်ဆိုပါရှင်။ဒီမြတ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့လက်ကပ်ပြီးမြောက်မြတာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးကိုမြတ်ပေးခြင်းနဲ့ပဲဖြစ်ပါတယ်ရှင်။လက်မောင်းဒါမှမဟုတ်ပခုံးကပ်ပြီးအပေါ်မြောက်မြရဲ့အကြောင်းအရာတွေကတော့လူအများစုမှာအဖြစ်များတဲ့ဝေဒနာတွေပဲဖြစ်ပါတယ်ရှင်။ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ရှင်။အဖြစ်များဆုံးအကြောင်းရင်းတွေကတော့ပခုံးစစ်ထဲရှိတီရှူးများအယုတ်များထူထဲတောင်တင်ပြီးရောင်ရဲလာခြင်းပခုံးစစ်အတွင်းရှိအဆီအိတ်အယုတ်များရောင်ရဲလာခြင်းပခုံးစစ်ကြီးပေါင်းတက်ပြီးအယုတ်အစစ်များရောင်ရဲလာခြင်းပခုံးချက်သားစုများတန်ရရခြင်းတို့ကြောင့်ဖြစ်ပါတယ်ရှင်။ဖြစ်ရတဲ့အကြောင်းအရာတွေကတစ်ခုကတော့ frozen sugar လို့ခေါ်တဲ့ပခုံးအစစ်ခဲသွားခြင်းပဲဖြစ်ပါတယ်ရှင်။တကယ်တော့အိတ်ခဲသွားခြင်းဆိုတာသူ့ဆောင်ခေါ်ဝေါ်ခြင်းတစ်မျိုးဖြစ်ပါတယ်ရှင်။ပခုံးစစ်ပက်လေကအရွတ်တွေအသားစားတွေရောင်ရဲလာတဲ့အခါပခုံးကတောင်းတင်းလာပြီးလက်ကိုမြှောက်ရခက်လာတတ်ပါတယ်ရှင်။ပခုံးကတောင်းတောင်ကြီးဖြစ်နေပြီးညာဘက်ဆိုပိုနာမယ်လက်ကိုနောက်ပြန်လဲရခက်နေပါလိမ့်မယ်ရှင်။နောက်တစ်ချက်ကတော့ပခုံးအနာတဝိုက်ကကြွက်သားတွေတန်ရဖြစ်ရင်အကျောမြင်တွေတန်ရဖြစ်ရင်လည်းဖြစ်တတ်ပါတယ်ရှင်။အဲဒီအခါမှာဆိုရင်လက်ကိုအပေါ်မြောက်တဲ့အခါဒါမှမဟုတ်ဘေးကိုဆက်ထုတ်တဲ့အခါမှာစုကနေနာကျင်တတ်ပါတယ်ရှင်။အခြားတစ်ချက်ကတော့ပခုံးအတွင်းရှိအစီအိတ်တွေရောင်ရင်းတဲ့အခါမှာလည်းပခုံးဟာလှုပ်ရှားရခက်နေပါလိမ့်မယ်ရှင်။အခြားတစ်ချက်ကတော့ပခုံးအစစ်တွင်ကအစီအိတ်တွေရောင်ရင်းတဲ့အခါမှာလည်းပခုံးဟာလှုပ်ရှားရခက်တတ်ပါတယ်ရှင်။အဓိကကတော့ပခုံးထိပ်နာကနာနေတတ်ပြီးလက်ကိုအပေါ်မြောက်လာရင်ပူနာတတ်ပါတယ်ရှင်။အခြားအဖြစ်များတဲ့အကြောင်းတစ်ခုကတော့ပခုံးစစ်ကြီးပေါင်းတက်တာကြောင့်ပဲဖြစ်ပါတယ်ရှင်။အသက်ကြီးလာတဲ့အခါမှာဖြစ်စေလှုပ်ရှားမှုများလို့ဖြစ်စေအစစ်အတွင်းကအယိုးနုတွေပါသွားပြီးအယိုးကိုကိုယ်တိုင်ကြောင်ရမ်းပြီးလက်မြောက်ရခက်ခဲလာတာမျိုးဖြစ်ပါလိမ့်မယ်ရှင်။အကယ်၍လက်တက်ပြီးမြောက်မြရဖြစ်လာခဲ့ရင်ဘာလို့တင်ပါသလဲအနာပေးပါနာကျင်နေတဲ့လက်မောင်းကိုပခုံးကိုအတင်းမြောက်တာမျိုးလေ့ကျင့်ဉာဏ်ပြည့်နဲ့လှုပ်တာမျိုးမလုပ်သေးပဲခက်တာနာပေးပါရှင်ဒီကဲအိတ်သို့မဟုတ်ရင်တွေအိတ်မိမိနဲ့အစဉ်ပြေရာကိုကပ်ပေးနိုင်ပါတယ်ရှင်ကခဲနေရင်တော့ရင်တွေအိတ်ကကိုတင့်တော်ပါလိမ့်မယ်ရှင်ဆရာဝန်တွေပြသပြီးလိုအပ်တဲ့တောက်စီထိုးစင်းများကိုလည်းအသုံးပြုလို့ရပါတယ်ရှင်။လက်မောင်းကိုအမြောက်အခြားလုပ်တဲ့လေ့ကျင့်ခန်းပခုံးကိုလှည့်ပေးရလေ့ကျင့်ခန်းမျိုးကိုလည်းဖြည်းဖြည်းချင်းနေ့စဉ်လုပ်သွားတင်ပါတယ်ရှင်။လိုအပ်ပါကပခုံးစစ်ထက်ကိုအယောင်သာစေးထိုးသိရင်ထိုးရပါလိမ့်မယ်ရှင်။ဓာတ်မှန်ကိုရိုက်ကြည့်ဖို့လည်းလိုအပ်ပါလိမ့်မယ်ရှင်။အချိန်တစ်ခုယူပြီးစနစ်တကျကုသရင်ပျောက်ကင်းနိုင်ပြီးမသင့်တော်တဲ့နှိပ်တာဖိတာစားတဲ့ကြမ်းတမ်းတဲ့ကုသမှုတွေလုပ်ရင်ပိုဆိုးလာတတ်ပါတယ်ရှင်။ကျေးဇူးများကောင်းတဲ့မင်္ဂလာညချမ်းလေးဖြစ်ပါလိမ့်ရှင်။ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။